မိုးတွေကလည်းတဲလိုက်တာမောင်ရဲ့မောင်ဘာလို့အခုထိပြန်မရောက်သေးတာလဲတခုခုဖြစ်နေတာလား ဟယ်လိုမိမချောလေးတယောက်တည်းအထီးကျန်နေပြီလား ရှင်တို့ဘာလာလောက်တာလဲထွက်သွားနော် မင်းယောက်ျားကြွက်စုပ်ကတေးလောက်ပြီကွာသူ့ကိုမမျှော်နဲ့တော့ငါနဲ့လိုက်ခဲ့ မလောက်နဲ့ကျမကိုမထိနဲ့ရှင်တို့လူရောက်မှာတွေကိုကြွက်ပြန်လာရင်ရှင်တို့အကုန်သေမယ်သားမ အဲ့ဒီကောင်ကလမ်းတောင်ရှောက်နိုင်တော့တာမဟုတ်ဘူးကွာဘသူကငါလမ်းမလျှောက်နိုင်ဘူးလို့ပြောလိုက်တာလေဘဲကောင်လဲဟာငါမိမကိုထိရဲတဲ့ကောင်တကောင်မှအရှင်မထားဘူး မဖြစ်နိုင်တာဒီကောင်ဘလို့လုပ်ပြီး ဒါငါရေခဲမုတ်အတွက် မောင်ငါတကယ်ပဲစူပါဟီးရိုးဖြစ်လာတာပဲ မင်းအတွက်ဆိုကိုကအမြဲတမ်းဟီးရိုးပါပဲမိမတွေ